ဒီတရားကြီးကိုကြီးလိုက်ပါအောင်ဘလောက်တောင်ကြီးကျယ်ခမ်းနားနေလဲဆိုတာကိုတွေးလိုက်ရပါပါကမ္ဘာအစီအမီတည်ဆောက်မှုတစ်ခုဖြစ်တဲ့ဒီတရားကြီးကဂွမ်တောင်ပြည်နယ်အတွင်းမှာရှိတဲ့ရှန်ကျန်းနဲ့ကျုံရှမ်းမြို့တွေကိုဆက်သွယ်ပေးထားတာဖြစ်ပါတယ်ဒီတရားရဲ့အရှိကတော့980မီတာရှိပြီးဒီဇိုင်းကတော့လုံးဝကိုခန့်ညားထည်ဝနေတာပါတကယ်တော့ဒီတရားကရှန်ကျန်းကျုံရှမ်းလမ်းရဲ့အစိပ်ပိုင်းတစ်ခုပဲရှိပါသေးတယ်ဒီမြစ်ကွင်းမှာဆိုရင်လည်း90ကီလိုမီတာလောက်ရှိတဲ့ကွေးကွေးဝိုင်းဝိုင်းတရားချင်းကလမ်းတွေကိုလှလှပပတွေးလိုက်ရမှာပါဒါတင်မလားဆိုတော့မဟုတ်သေးပါဘူးလမ်းတစ်လျှောက်မှာကျုံးမြောင်းတွေလူလိုကျုံးတွေလည်းရှိနေပါသေးတယ်လမ်းကြောင်းပေါ်မှာပဲထက်ရှိနေတဲ့ဒီတရားကြီးဆိုရင်လည်း1666မီတာရှည်လျားနေတာပါဒီလူလိုကျုံကြီးဆိုရင်လည်းခံညာနဲ့ဘီတုကဒီဇိုင်းကြောင်းရင်သက်ရှုံမောစရာကောင်းလာပါတယ်နောက်ပြီး6.8ကီလိုမီတာရှည်လျားတဲ့အလူမိုက်တူးမြောင်းတွေကလည်းအံ့ဩစရာပါပဲဒီလမ်းမိုင်းမှာရေအောက်ကဖြတ်သွားရတာလည်းရှိပါတယ်ဒီအခါမျိုးမှာတော့အပေါ်ကရေပြင်ပြပြကြီးကိုကားမောင်းပြီးအားရပါရခန်းစားလို့ရနေတာပါပြောရရင်ရှမ်းကျန်းကျုံရှမ်းရေပေါ်ဖြတ်လန်းကြီးကအမကန်ဘီတုကလည်းရတခုဆိုတာထပ်ပေါ်ပါတယ်ဒေတာတွင်စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအားပေးနိုင်တဲ့အပြင်ဒေါ်လာချင်းတွေကိုလည်းရှော့ချပေးနိုင်တာပါ